ဘာမှမရောက်လို့ဆင်းရဲတော့တာမဟုတ်ပါဘူးဖယားစကားနားမထောင်လို့ဆင်းရဲတာမြို့မှာလည်းမင်္ဂလာရှိမယ်တောမှာလည်းမင်္ဂလာရှိမယ်ဘာဖြစ်ရင်လဲဖယားစကားနားထောင်ဒီခဏတာမှာရောက်တယ်ဖယားစကားနားမထောင်ရင်မင်္ဂလာရှိမှာမဟုတ်ဘူးသားသမီးအဖြစ်၎င်းမြေတိနာအဖြစ်၎င်းတရိษံဖွာသောသားငယ်အဖြစ်တော့တူနွားစီးပွားအဖြစ်မင်္ဂလာရှိတယ်ချင်းတောင်းနဲ့၎င်းမုံနယ်သောခွက်နဲ့၎င်းမင်္ဂလာရှိလိမ့်မယ်မိမိထိတွေ့တဲ့အရာတွေကကောင်းကြီးဖြစ်တာပြောတာမိမိအိမ်ထဲသို့ဝင်သောအခါမင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်သောအခါမင်္ဂလာရှိလိမ့်မည်တင့်တစ်ဖက်၌ထသောရန်သူတို့သည်တင့်မြောက်မောက်၌ထပြတ်ဒဏ်ခတ်တော်မူမယ်ဒါခမဲ့သူတို့သည်တလန်းဒီဖြင့်သိရှိရသောလာတော်လဲလမ်းခွနဲ့တွေ့ဖြင့်သိရှိကပြေးရလိမ့်မည်တင်းဤဘန္နာတိုင်းနဲ့၎င်းနဲ့ကိုယ့်ရဲ့အကောင့်မှာပေါ့ကိုယ့်ရဲ့ bank account တင်းဤဘန္နာတိုင်းနဲ့၎င်းတင်ပြုတ်လေရနဲ့၎င်းထာဝရဘုရားသည်တင့်ပေါ်မှာမင်္ဂလာရောက်စေခြင်းကမိန့်တော်မူမည်တင်းထာဝရဘုရားသည်ပေးတော်မူသောပြည်၌ကနေဒါ၌ပေးရပြီလေဒီမှာရောက်နေပြီရောတင့်ကိုကောင်းကြီးမင်္ဂလာပေးတော်မူတင်းဒီဖျားခင်ထားပြပြညတ်တော်ကိုစောင့်၍လမ်းတော်သို့လိုက်နေထာဝရဘုရားကျိန်ဆိုသည့်တိုင်တင်းကိုကိုတော်ဖို့တန့်ရှင်းသောအမျိုးအစဉ်အမြဲဖြစ်စေတော်မူမည်တင်းဒီထာပြိုင်နာမတော်အဖြစ်ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်လူမျိုးခတ်သိမ်းလို့ဒီတင့်မြင်၍တင်းကိုကြောက်ရွံ့ကြလိမ့်မယ်သူ့ကိုတော့တော်မထိနဲ့နော်သူ့ဖရားတကယ်အသက်ရှင်တဲ့ဖရားနော်တော်မထိနဲ့ဣဇက်ကိုရေတွင်းတူးတယ်သွားဖို့တယ်ရေရင်းတူးတယ်သွားဖို့တယ်ရေရင်းတူးတယ်သွားဖို့တယ်ရေရင်းတူးတယ်သွားဖို့တယ်လောက်တယ်အမဘာဖြစ်လဲဖိုးလို့မရတော့ဘူးဟိုကပွင့်နေတာတူတိုင်းပွင့်နေတာလောက်တိုင်းကောင်းကြီးဖြစ်နေတော့နောက်ဆုံးမှာဖျားပါတယ်ဟေးတဲ့မင်းကြီးတွေလာပြီးတော့သူနဲ့လာဘာလာလောက်ရတယ်ပရိညင်လာလောက်ရတယ်နင်တို့ဖျားကောင်းကြီးပေးလိုက်မယ်နော်တဲ့ဖျားကောင်းကြီးအရာပေးလာတဲ့ခါကျငါလူမျိုးကိုတော့နင်တို့ပြန်မနှိပ်စက်ဖို့ငါနဲ့ပရိညင်ပြုပါတယ်လာရတယ်ဖျားပါကြောင်းလူမျိုးတွေအကြောက်ရွံ့လာပြီထာဖရားတွေတင့်အားပေးခြင်းကဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်၌ဥစ္စာပစ္စည်းသားသမီးတိရစ္ဆာန်တိုးပွားမြေအသီးနှံများကိုကျွေဝစေတော်မူမည်တဲ့ဒီမှာဒါနဲ့ကြော်ပြောပြခြင်းဆိုတော့ခုနကကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကယုံကြည်ုံနဲ့ရတယ် living faith ကခြေလှမ်းတိုင်းမှာတတိထားပါ living faith ကပါလေခြေလှမ်းတိုင်းမှာဖရားအလိုတော်နဲ့အညီအသက်ရှင်ပါliving faith မှာခြေလှမ်းတိုင်းကအရေးကြီးတယ်။ဘာကိုကျွန်တော်ပြောချင်လဲ။အေဂုတုပြည်ထွက်လာတဲ့အချိန်မှာအနောက်ကရန်သူလိုက်နေအရှိမပင်လယ်ကြီးကာထားတဲ့အချိန်မှာလမ်းမရှိတော့တဲ့အချိန်မှာမောရှေဘာလုပ်နေလဲလက်ဆန့်လိုက်တဲ့မင်းရဲ့တုတ်ကိုကင်လို့လက်ဆန့်လိုက်ရေခွဲပေးလိုက်တယ်ဖခင်ကဘာမှယုံကြည်ခြင်းမလို့ဘူးဒီတိုင်းပဲခွဲတဲ့လမ်းပေါ်မှာရှောက်သွားရုံပဲဒါပေမဲ့ခါနာပြည်ထဲဝင်မဲ့ချိန်မှာလဲနောက်တစ်ခုကိုထပ်ဖျက်ရတယ်အဲ့ဒါပါလေယော်ဒန်မြစ်ကိုဖျက်ရအောင်ယော်ဒန်မြစ်ကအရှိန်ဟုန်နဲ့ရေစီးတန်တဲ့မြစ်ဖြစ်တယ်လူတွေမကူးနိုင်ဘူးဖခင်ကဘာလုပ်လဲအဲ့ဒီချိန်မှာမောရှေရေခွဲပေးမလုပ်တော့ဘူးဘာလုပ်လဲခြေနဲ့စနေရေခွဲမယ်တဲ့ function တစ်ခုမှဘယ်လောက်ထိတွေ့ရသလားခြေနင်းတဲ့နေရာပဲရေခွဲတာခြေနင်းမှရေခွဲတာပြောချင်တာကဘာလဲနောက်ခြေလှမ်းမလှမ်းမချင်းရေမခွဲဘူးဗျခြေလှမ်းတိုင်းမှာပဲရေခွဲသွားတာဆိုတော့ခြေလှမ်းတိုင်းမှာဘာလုပ်လဲယုံကြည်ခြင်းလုပ်တယ်မဟုတ်ဘူးလားခြေမလှမ်းမချင်းရေမကွဲဘူးဗျဆိုတော့လူအနေနဲ့စဉ်းစားကောင်းစဉ်းစားလိမ့်မယ်ရေဆိုတာကဒုံးနဲ့ခွဲရင်ကွဲလားခွဲကြည့်လေရွှေချောင်းနဲ့ခွဲကြည့်တိတ်ထက်တဲ့စိန်ဒုံးနဲ့ခွဲကြည့်မခွဲဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့နင်းကွဲတယ်တဲ့ဟာလေလုယာအဲ့ဒါပဲယုံကြည်ခြင်းနဲ့နင်းကွဲတယ်ယုံကြည်ခြင်းနဲ့နင်းမဖြစ်နိုင်တဲ့အရာအလုံးဖြစ်စေတယ်ဟာလေလုယာခြေလမ်းတိုင်းမှာဘုရားသခင်တကုန်းနဲ့အလုံးလုံးခြင်းနဲ့ဘုရားဖြစ်တယ်ဒါကိုကျွန်တော်နားလည်စေခြင်းတယ်အာမင်ဟာလေလုယာခလေးရဲ့နှုတ်ထဲမှာဘုရားသခင်တကုန်းကျွန်တော်ခွေးဥစ္စာပါလာတယ်ကျွန်တော်ဥစ္စာထဲမှာနောက်ကျရင်အချိန်ရှိကျွန်တော်ပြမယ်ခလေးတွေနှုတ်ကိုကျွန်တော်သတိထားခုချင်စားဝิญဉ်တော်အရာလုံးနေတယ်ခလေးတွေကောင်းကင်နိုင်ငံရောက်သွားတယ်မဲလ်ဘုန်းမှာရှူတောင်းပေးတဲ့အချိန်မှာသူတို့ဘုံနဲ့လဲကြ15မိနစ်လောက်ကြာတယ်သူတို့လဲကြတော့ပြန်ထလဲထလောက်ကောင်းကင်နိုင်ငံကနေပြီးစကားတွေသူတို့ပြောတယ်ရွှေလန်းနေတွေ့တယ်ဆိုတဲ့အကြောင်းဘာကြောက်တွေတွေ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဒါပေမဲ့ကျမ်းစာပြန်လာကြည့်တော့အကုန်မှန်းနေတယ်အဲ့ဒီခလေးတွေကငယ်ငယ်လေးတွေဘာမှမသိတဲ့ခလေးတွေဖ
ဖယားရှင်ရောလာအနာဂတ်ကျမ်းထဲမှာပြောတဲ့အရာတွေအကုန်ပြည့်စုံနေပြီဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်ခြေလှမ်းတိုင်းမှာအရေးကြီးတယ်နော်ဒီကောင်မောင်ကခြေလှမ်းတိုင်းမှာဖယားသခင်ရဲ့လက်တော်ကိုမြင်တွေ့ဖို့ဟာခြေလှမ်းတိုင်းမှာအရေးကြီးတယ်လက်တော်မြစ်တော်လောက်ရောက်မှာပြန်လက်ကြည့်ဟာဖြစ်နော်ဒုက္ခပဲမဟုတ်ဘူးခြေလှမ်းတိုင်းမှာလှမ်းတဲ့အခါမှာအဆုံးထိတဲ့လှမ်းသွားတဲ့အခါမှာဘုရားသခင်ရဲ့တကူကိုကျွန်တော်မြင်တွေ့ရတဲ့ကဲတော့ပဲအဲ့ဒါပါလေယုံပါတယ်ကွာကိုတော့ခွဲပေးမှပဲကျွန်တော်ရှောက်မယ်ကိုတော့ယုံနဲ့ကိုတော့ကျွန်တော်ယုံနဲ့ဒီယော်ဒန်မြစ်ကရေစစ်သိမ်းကျမ်းတယ်ကိုတော့ကျွန်တော်သိတယ်မနှမ်းမရစေနဲ့ကိုတော့ရဲ့မနှမ်းနဲ့ရတယ်မခွဲဘူးကွဲချင်နင်းရတယ်ဟုတ်လားဆိုတော့ဒီနေ့ကျွန်တော်တို့ကဖယားကိုယုံရင်ဖယားဂတိတော်ဆောင်းရတယ်မင်းတို့နင်းကွဲမယ်လို့ဂတိရစနင်းတော်ညီကိုမောင်တို့ရေကွဲဖို့တာဖြစ်တာဒီနှစ်ဒီဖယားအောက်ဝယ်အလုံးလုံးနဲ့နှစ်ဖြစ်တယ်ယုံကြည်ခြင်းနဲ့လှုပ်ဆောင်သောသူရဲ့ခြေလှမ်းတိုင်းကိုဖယားသခင်ကမောရှေကိုပြောတဲ့တော့ယောရှုကိုပြောတဲ့တော့ကျွန်တော်တို့ကောင်းကြီးပိတ်မှာဖယားဖြစ်တယ်ခြေလှမ်းတိုင်းမှာဘာနဲ့နေရမလဲယုံကြည်ခြင်းနဲ့ကျွန်တော်နေရမယ်ဆိုတော့ခုနကကယ်တင်ခြင်းအတွက်ယုံကြည်ခြင်းလိုတယ်ဒုတိယကယ်တင်ခြင်းကတော့ action လိုလာတယ်တတိယဘာလိုလာတယ်အဲ့ဒါ ministry faith လို့ခေါ်တယ်ယေဘုမှာပဲရှောက်တဲ့ပေတရုမဟုတ်တော့ဘူးဗျာယေဘုမှာပဲရှောက်တဲ့ပေတရုမဟုတ်တော့ဘူးပေတရုနဲ့ရှင်ယောဟန်တဲ့တက္ကနာမှာလာတဲ့ရှင်မှာတောင်းစားဆေပြာငါးပြပေးပါဆေပြာငါးပြပေးပါပမိုင်းကတောင်းတဲ့ပုံစံတိုင်းဟုတ်တယ်မပေးပါသူမျောလင့်နေပါလေတမချာတချို့လေသူတို့ဘာလို့အဲ့လိုလိုအမှန်းတော့သူတို့မသိဘူးတထောင်စားပတ်စံလိုတာမဟုတ်ဘူးတထောင်စားထပ်ပို့လို့တထောင်စားကလိုအပ်နေတာကအဲ့ဒီပတ်စံထပ်သူ့ရဲ့ခြေတော့ကောင်းရင်သူတထောင်စားဖြစ်ချင်လို့မလားကြည်စမ်းကျွန်တော်တို့ wrong prayer တွေသိများလို့အဲ့ဒီတထောင်စားလို့ပဲတောင်းစားနေရတဲ့အချိန်မှမနေဘူးပေးပါမတိတာကကိုချတော့မကောင်းလို့ကိုတထောင်စားဖြစ်နေတာစီကိုတော့ကျွန်တော်ရဲ့ခြေထောက်လေးကိုပေးပြောက်လိုက်ပါပြီးပြီဗောငါတထောင်စားဖြစ်တယ်ငယ်ရတယ်ဟာဒါရောက်တောင်းမဲ့စားမှာဗောလေ wrong attitude တလား wrong motive နဲ့တွားနေတာအဲ့ဒါကိုကောင်းကောင်းဘယ်သူကသိလဲပေတရုကသိတယ်ဘာမှမပြောငါမှရွှေလည်းမရှိငွေလည်းမရှိယေရှုနာမနဲ့ထားရလှအဲ့ဒါက ministry faith လို့ခေါ်တယ်ဘာလို့ကိုတော့အမေရှိပါကိုတော့ကျွန်တော်လုပ်မယ်ကိုတော့အလိုတော်ကောင်းအောင်သိသွားပြီဗျာကယ်ရီချင်းရပြီခရစ်တော်နဲ့တူရှောက်နှမ်းလာတဲ့အခါတော်ရဲ့သဘောတဘာဝကိုနားလည်သွားပြီသဘောကိုသိသွားပြီဖခင်ကြံစီကိုနားလည်သွားပြီဟိုလုံးဖို့ကိုတော့အလိုတော်ရှိလားလူတွေလုံးရောက်ဖို့ဖခင်လိုအလိုတော်မရှိဘူးလားရှိတယ်သိသွားပြီလေဘာမပြောတော့ဆရာတယောက်ကနတ်ဆိုးဆွဲနေတဲ့လူတယောက်တွေ့လေတွေ့ရောနတ်ဆိုးဝင်နေတာသူ့ဆူတောင်းလို့သူများခေါ်ပြီသူဘာပြောသေးလားငါမားတဲ့ gift မရှိဘူးတဲ့ငါမှာ gift မရှိလို့တဲ့ငါတော့မဆူတောင်းပေးဘူးတဲ့ gift နဲ့ဆိုင်တာမာကုခါကြီး16ချက်လောက်ကြည့်ရအောင်မာကုခန်းကြီး16အငယ်16ယုံကြည်တော့ဖြစ်ရတော့ဟုတ်ပြီအမှုတော်ဆောင်လို့နိုင်ဖြစ်ရတော့လို့ပြောလားတရားဟောဆရာကြီးတွေနဲ့ဖြစ်ရတော့လို့ပြောလားဘာလဲယုံကြည်တော့သူတို့၌ဖြစ်ရတော့နမိတ်လက္ခဏာဟုမူကားငါ၏နာမကိုအမိပြု၍ကြည်စားဘာနာမကိုအမိပြုရမလဲငါဤနာမကိုအမိပြုပြီးတော့နတ်ဆိုးတွေကိုနင်ထုတ်ရဲ့အဲ့နတ်ဆိုးထွက်မယ်တဲ့အဲ့ဒါ gift နဲ့ဆိုင်လား तू မှမသိလား